ဒီလူဟာတစ်ပင်ကပင်ကိုနေတိုင်းလက်တီအချက်ပေါင်းကတောင်းတိထိထိုးပြီးလေ့ကျင့်ခဲ့တာပါဒါပေမဲ့လည်းအသက်80အရွယ်အဘိုးအိုချစ်လောက်ရဲ့တောင်ဝေးချက်ကချက်စာအရှင်းအဟုန်ကိုတော့သူမမီသေးပါဘူးအဘိုးအိုရဲ့တောင်ဝေးချက်ကတစ်ပင်ကြီးကိုတော့အပေါင်ကြီးဖြစ်သွားစေခဲ့တာပါဒါကိုမြင်လိုက်ရတဲ့အခါမှာတော့သူဟာချက်ချင်းဒူးထောက်ပြီးအဘိုးအိုဆရာအထီးတပည့်ခံဖို့တောင်းဆိုပါတော့တယ်အဘိုးအိုက9ရက်ပညာရဲ့မှာတောင်ဝေးရိုက်ချက်ကအားအပြင်းဆုံးပဲမင်းသား10ရက်အတွင်းဒီတစ်ပင်ကိုတောင်ဝေးနဲ့ရိုက်ချိုးနိုင်ရင်ငါမင်းကိုတပည့်အထီးလက်ခံမယ်လို့ပြောလိုက်ပါတယ်အဘိုးအိုရဲ့မြေးမလေးကတော့ဒီတတ်မှတ်ချက်ကအရန်ခက်ခဲလွန်းတယ်လို့ထင်နေပေမဲ့အဘိုးအိုကတော့ဒီလူရဲ့ပါရမီနဲ့ဇွဲကိုစမ်းသပ်ချင်နေတာပါဒါပေမဲ့မကြခင်မှာပဲမင်းသားဟာတောင်ဝေးတစ်ချက်တည်းနဲ့တစ်ပင်ကြီးကိုလဲကျအောင်လွတ်ပြနိုင်ခဲ့ပါတယ်နောက်တစ်ချိန်ထပ်ပြီးဒူးထောက်ကအဘိုးအိုကိုဆရာလို့ခေါ်လိုက်တဲ့အခါမှာတော့အဘိုးအိုဟာပါရမီရှင်တယောက်ကိုတွေ့ပြီးဆိုတာသိသွားပြီးသူ့ရဲ့တင်တန်းကျောင်းစီခေါ်သွားပါတော့တယ်လောကမှာဘေးကိုခံပညာမဆိုအမြန်နှုံးကအထီးကပဲလို့အဘိုးအိုကတင်ချပေးပါတယ်။အဲ့ဒီနောက်လှမ်းချေတချောင်းကိုထုတ်ပြီးစိုင်းအင်တွေကိုစူးစီးကရှေ့မှာရှိတဲ့စက်ကူ3ချက်ကိုတိုက်ရိုက်မထီးပေးအဝေးကနေလှမ်းနဲ့ထိုးဖောက်ပြလိုက်ပါတယ်။ဒါကို3ရက်အတွင်းတမအောင်တင်ယူဖို့ခိုင်းလိုက်တဲ့အခါမှာတော့သူဟာစက်ကူချက်တွေကိုရန်သူလိုသဘောထားပြီးညှင်းနှက်တဲ့အထိမနာတမ်းလိချင်ပါတော့တယ်။နောက်ဆုံးမှာတော့ဒုတိယမြောက်နေ့မနက်မှာတင်စက်ကူ3ချက်လုံးကိုအောင်မြင်အောင်ထိုးဖောက်နိုင်ခဲ့လို့မြေးမလေးတောင်အံ့တော်သွားရပါတယ်။သူဒီလောက်ကြိုးစားရတဲ့အကြောင်းရင်းကတော့စင်းရဲသားဖြစ်တာဟာအရှက်ရစရာမဟုတ်ဘူးဆိုတာကိုတပ်တည်ပြချင်လို့ပါတကယ်တော့မင်းသားဟာကိုခန်းပညာသင်တန်းကျောင်းတစ်ခုမှာအစည်းခံအဖြစ်10နှစ်တောင်လုပ်ခဲ့ဘူးသူပါပညာချင်းခဲ့ပြီးမြဲစင်းရဲသားပညာမတင်ရဆိုတဲ့စီကန်းကြောင့်အကြောင်းကနေနှင်ထုတ်ခံခဲ့ရပါတယ်ကံကောင်းထုတ်မှတ်စွာနဲ့ပဲအဘိုးအိုကမင်းသားရဲ့ပါရမီကိုတတိထားမိသွားပြီးမင်းသားရဲ့စူးစမ်းမှုကြောင့်အတိမတ်ဖြူချင်းခံခဲ့ရတာပါအဲ့ဒီနေမှာပဲသူဟာသူ့ရဲ့တပိုက်မှတ်တမ်းကိုပြန်ယူဖို့ကျောင်းဟောင်းကိုသွားခဲ့ပါတယ်။ကျောင်းကစီနီယာတယောက်က9ရက်တိုက်ကွက်3ကွက်ကိုခန့်နိုင်မှပြန်ပေးမယ်ဆိုပြီးသမင်နှုတ်ရှန်နီချင်းမှာမြေးမလေးရောက်လာခဲ့လို့မှတ်တမ်းကိုပြန်ရခဲ့ပါတယ်။နောက်3ရက်နေရင်ချင်းသားမဲပြိုင်ပွဲမှာမင်းတို့အားလုံးကိုငါအနိုင်ယူပြမယ်လို့ပြောပြီးမင်းသားဟာထွက်လာခဲ့ပါတယ်။ပြိုင်ပွဲတွေကတော့မင်းသားကိုအထင်သေးနေကြတော့ပါတယ်။မင်းသားကတော့အင်းပြန်ရောက်တာနဲ့သေအီကလေးကိုထိုးပြီးထောက်မှန်လေ့ကျင့်နေခဲ့ပါတယ်။3ရက်အကြာပြိုင်ပွဲနေ့မှာတော့တစ်ဖက်ကျောင်းကဆရာကဘာလို့စင်ရဲသားတယောက်ကိုတပည့်အဖြစ်လက်ခံရတာလဲလို့မေးခွန်းထုတ်ပါတယ်။ဒါပေမဲ့အဘိုးအိုကတော့ကိုခန်းပညာဆိုတာဘဲတူးမဆိုတင်ယူခွင့်ရှိခဲ့ပါရမီရှင်တယောက်ကိုငါးစီလို့ပေးလို့ကျေးဇူးတင်ပါလေလို့ပြန်ပြောလိုက်ပါတယ်။တစ်ဖက်လူကတော့ဒေါသထွက်ပြီး3ရက်အတွင်းတက်တဲ့ပညာနဲ့သူ့တပည့်ကိုမနိုင်နိုင်ဘူးလို့ယုံကြည်နေပါတယ်။ဒါပေမဲ့မင်းသားဟာစင်ပေါ်တက်သွားတဲ့အခါမှာတော့လက်နဲ့တောင်မထုံးပဲလက်သီးနဲ့လက်ဝါးတိုက်ကွက်တင်းနေတဲ့ပြိုင်ဘက်ကိုအလွယ်တကူအနိုင်ယူပြလိုက်ပါတော့တယ်။